မင်္ဂလာပါလုံးပြန်လည်ကြိုဆိုခဲ့ပါတယ်ကျွန်တော်အရှင်ပါကဲပြဒီခါလေးပဲကျွန်တော်တို့အင်ထောရှိရတာနဲ့လူပြိုလို့ဟန်ဆောင်ပြီးမှဒီအမရဲ့အရှင်တဲ့ဘောကိုရယူဖို့စ조사ခဲ့တဲ့လူလင်တယောက်စီကလွှမ်းမြောက်လာခဲ့တဲ့ဖြစ်စဉ်လေးကိုပြောပြထားတဲ့ဗီဒီယိုဖိုင်လေးပါဆိုတော့ကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်ဒီဗီဒီယိုဖိုင်ကိုများများလေးချဲ့ပေးကြပါလို့တငယ်ချင်းတွေကိုတောင်းဆိုတယ်အခါမှဒီလိုမျိုးမချဲ့ခိုင်းဘူးเนาะမိန်းကလေးတွေသိအောင်လို့မြန်မာပြည်ကမိန်းကလေးတွေနိုင်ငံပြည်ပရောက်နေတဲ့မိန်းကလေးတွေလည်းသိအောင်လို့เนาะအသက်ကြီးတဲ့လူရောငယ်တဲ့လူရောဝေးကစားတွေရောကြည့်အောင်လို့များများလေးချဲ့ပေးပါကျမကြုံတွေ့ရတဲ့အကြောင်းလေးကိုပြောပြမယ်ကျမတို့မဖြစ်အောင်လို့မိန်းကလေးတွေကိုကိုချင်းစာနဲ့အနေနဲ့ကျမပြောတာဘာလို့အခုမှပြောရတာလဲဆိုတော့ကျမတို့ကမိကောင်းဖခင်တာသမီးတွေเนาะကိုယ့်ထက်ကြီးတဲ့လူတွေပြောတာကိုလည်းနားထောင်နေကိုယ့်ထက်ငယ်တဲ့လူတွေပြောတာကိုလည်းနားထောင်တဲ့အတွက်ကြောင့်မလို့ကျမကမပြောပြအခုမှကျမကထောက်ပြောပြတာပေါ့နော်အခုမှကျမပြောပြတာအဲ့တော့ကျမတို့မဖြစ်အောင်လို့ညံ့ညလေးချက်ပြီးနော်တချို့ဒါအခုကတချို့ယောက်ျားလေးတွေတချို့ယောက်ျားလေးတွေကိုပြောချင်တာပေါ့နော်အဲ့တော့မြန်မာပြည်ကမိန်းကလေးတွေရတယ်လေနိုင်ငံခြားရောက်တဲ့ယောက်ျားလေးတွေဆိုရင်အထင်မကြီးနဲ့နိုင်ငံခြားကမိန်းကလေးတွေရတယ်တခြားနိုင်ငံကယောက်ျားလေးတွေဆိုရင်အထင်မကြီးပါနဲ့ပေါ့နော်ကျမတို့ခံရမှာကြောက်လို့ကျမတို့ကြုံမှာကြောက်လို့အဲ့တော့တီးတဲ့လူတွေကခံရတဲ့လူတွေကပြောပြတဲ့ဟာလေးတွေကိုညီမလေးတို့ကစင်ကျင်တက်အောင်ပြောပြပေးတာပေါ့နော်အခုကျမဘာကြုံတွေ့ရတာလဲဆိုတော့ကျမဒီစင်ကာပူမှာနေတာ17နှစ်ထဲဝင်ပြီနော်နာမည်ပြက်လည်းမရှိဘူးသူများယောက်ျားလည်းတွားပြီးတော့လှူထားတာလည်းမရှိဘူးသူများယောက်ျားမိန်းမရှိရတဲ့နဲ့လူနဲ့လည်းတွားမပတ်သက်ခဲ့ဘူးဒီနေ့ထိဝေးရချောင်းနေတငယ်ချင်းတွေချီမှာမိန်းမချီနေကိုရီးယားပြောတယ်နော်ဟဲ့နင်တို့မိန်းမတွေကိုပြောပြထားတငယ်ချင်းတွေမှာရီးစားချီနေအဲ့လိုမျိုးနင်တို့ကောင်မလေးတွေကိုပြောထားအဲ့လိုမျိုးပြောတာအခုစလုံးကနေပြီးတော့နော်မလေးချက်ကနေပြီးတော့စလုံးကိုလာတာနော်ကျမကမလေးချက်ကိုတွားခဲ့တာမဟုတ်ဘူးနော်ဒီကျမကိုကြိုက်တဲ့ကောင်ပေါ့နော်နာမည်မပြောနော်ကျမကိုကြိုက်တဲ့ကောင်ကမလေးချာကကျမတို့ဒီအခုကြိုက်ခဲ့တာမဟုတ်ဘူးကျမတို့စကားတွေပြောကြည့်တယ်သူကလူပြိုပါသူကတကောင်ကြွက်ပါသူရဲ့ဂျူးမြစ်တွေကိုအကုန်လုံးပြောပြလိုက်တဲ့အချိန်မှာတငယ်ချင်းတယောက်ကလည်းသူကနေဒီလိုလူမျိုးမှမရွေးဘယ်လိုလူမျိုးရွေးမှလဲလို့ဘာလို့ညာလို့ကျမတယောက်တည်းကိုညာတာမဟုတ်ဘူးနော်အကုန်လုံးကိုသူကညာတာသူတငယ်ချင်းတွေကအစလူပြိုဘဲလို့ထင်ထားတာနော်သူကမိမချီရင်နဲ့တားမှာပေါ့တဲ့နော်အဲ့တော့ကျမကလေသူကသူနဲ့နေတဲ့အပေါင်းဖော်တယ်ပေါ့တငယ်ချင်းတွေကိုရောအကုန်လုံးလူပြိုလို့သူကပြောထားတာနော်ပြိုပါဆိုပြီးကျမကြိုက်တယ်ကျမမကြိုက်ခင်မှာသူ့ကိုပြောတယ်ငါပပလေးမှာငါချပြမှာနော်ချပြတယ်နော်ပပလေးမှာချပြတယ် तू ကလူပြိုတယ်ပပလေးမှာချပြစရာမလိုဘူးတဲ့ तू ရွာမှာသွားစုံစမ်းလိုက်ဘာညာကွက်တာလကာပေါ့ဟုတ်တယ်မလားအဲ့ဒါနဲ့ချပြပေါ့နော် तू လူပြိုပေါ့အမချောမချီဘူးပြဿနာမရှိဘူး तू ပြီးတယ်အဲ့လိုမျိုးပြောတော့ကျမနဲ့သူနဲ့၄လပိုင်းမှာချကြိုက်တယ်ချကြိုက်တဲ့နေ့မှာလေကျမပပလေးမှာအကုန်ချပြခဲ့တာနော်သူကရေချိုးတဲ့အချိန်နဲ့အိမ်နာတက်တဲ့အချိန်ပဲစကားမပြောတာ24နာရီလုံးကျမတို့ဖုန်းပြောခဲ့တယ်နော်အဲ့တဲ့အချိန်အကုန်ကျမအကုန်လုံးလိုင်းတော့မှကျမတင်ခဲ့ပြီးတာနော်တချို့တွေကပြောကြတယ်ပတ်ပလင်မှာမချပြနဲ့မရရင်ကိုပဲအချက်ရမှာအချက်ခွဲခံကျမတင်ခဲ့တာဘာဖြစ်လို့ကျမတင်တာလဲဆိုတော့ဒီလိုအခုကပတ်ပလင်ခေလိုက်စုံစမ်းရင်အဲ့လောက်မသိဘူးပတ်ပလင်မှာချပြမှာသူတို့ရဲ့နောက်ကျောတွေပေါ်လာလေအဲ့ဒါကြောင့်ကျမကပတ်ပလင်မှာချပြလိုက်တဲ့အချိန်မှာ၄လပိုင်းကနေပြီးကြိုက်တယ်နော်ဒီ10လပိုင်းအစမှာသူ့မိမတိသွားတယ်တိသွားလိုက်တဲ့အချိန်မှာကျမရဲ့ TikTok ရဲ့နင်းရဲ့ဒီကောင်နဲ့ကျမဆော့ထားတဲ့ဟာညောသူ့မိမကောက်တင်ထားတယ်နော်တင်ထားလိုက်တဲ့အချိန်မှာဖုန်းနံပါတ်လေးချပေးထားလို့ကျမသွားပြီးတော့ဆက်တွယ်လုပ်တယ်ကျမတောင်းပန်ခဲ့တယ်ဒီကောင်ကလူပြိုပါဆိုလို့နော်ကျမကြိုက်ခဲ့တယ်ကျမတေချာချင်းပြတယ်ဒီကောင်နဲ့ပတ်သက်ခဲ့တဲ့ဟာကြီးကျမအကုန်ချင်းပြခဲ့တယ်ချင်းပြပြီးတော့ तू ကလည်းတောင်းဆိုတယ်သူ့မိမအကောင်ရဲ့မိမကနော်ဘယ်လိုတောင်းဆိုလဲဆိုတော့သူ့ယောက်ျားနဲ့ဆော့ထားတဲ့ TikTok ကိုဖြတ်ပေးတယ်โอเคရတယ်ကျမတောက်ခတ်ပေးလိုက်တယ်နော်အဲ့ဒါဆိုရင်နေ့ဟာကြီးလဲဖြတ်ဆိုကျမဖြတ်ခိုင်းလိုက်တယ်မပြီးသွားပြီဒီနေ့တိလည်းအကောင်လုံးမအဆက်တွယ်မလုပ်ဘူးနော်အကောင်နဲ့လည်းလုံးမပတ်သက်ဘူးအကောင်ကလည်းယောက်ျားကောင်းမဟုတ်ဘူးဟုတ်တယ်ဆိုတော့ကျမအမှသိတာအဆောင်ကတော့ကျမကငါဝတ်ကြွေးတွေပါလာလို့ငါအကျွေးတွေဆက်ရမယ်ကံပါလာလို့ငါအကျွေးဆက်လိုက်တယ်ငါဒီအချိန်မှာငါဒီလိုမျိုးတန်တွေပါလာလို့တရားနဲ့ဖြေလိုက်တယ်ကျမတို့အကြောင်းတွေကိုတိလိုက်တဲ့အချိန်မှာကျမယွန်းသွားတယ်နှလုံးနာသွားတယ်အဲ့ဒါကြောင့်ကျမလုံးမပတ်သက်တော့ကျမပေါ့အေးစစ်လေးပဲညည်းတယ်နော်အခုသူ့မိမကမပြီးနိုင်မစီးနိုင်တိလားကျမရဲ့ TikTok ရဲ့နာမည်စကင်ချော့ပြီးတော့စာတွေကိုအမျိုးမျိုးရေးတင်နေနော်သူ့ယောက်ျားနဲ့အစင်မပြေလဲသူတင်နေအခုလက်ချိကျမအကောင်နဲ့လုံးဝဆက်တယ်မရှိဘူးနော်ဘာဖြစ်လို့လဲအောက်တန်းစားမို့လို့ယူလို့တွားလဲမပတ်တက်ဘူးဆိုပြောပြမယ်ဟိုတနေ့အကောင်မကတင်ထားလို့ကျမအကုန်လုံးဘလော့ဖြီးပြီးတော့အကောင်ကျမတွားပြီးတော့ပြောသေးတယ်နော်ကျမဖုန်းခေါ်လာတယ်သူကင်မှုကျမပို့တဲ့စာတွေလည်းမကြည့်ဘူးသူချုပ်ထားတဲ့ဇက်လန်ကိုသူမနိုင်ဘူးအဲ့တော့အဲ့လူကဘလို့လူလဲဆိုတာတကယ်ချင်းတို့သိနေတယ်နော်အဲ့ဒါကြောင့်မို့မိန်းကလေးတွေကိုများများချဲ့ပေးပါထိုင်းကတော့မလေးရှားလို့ဂျပန်လို့ဆိုရင်အထင်ကြီးတဲ့မိန်းကလေးတွေအထင်မကြီးနဲ့စင်ကာပူအချင်းချင်းတောင်မှယုံရတဲ့လူတွေထဲမှာမပါဘူးအခုချိတယ်ဒီစလုံးမှာ
မလေးရှားကကောင်းလေးနဲ့ကြိုက်တာလေးအများကြီးပဲသိလားအဲ့ဒါကြောင့်မို့ချိုချိုကဘာလို့ဒီလိုပြောတာလဲဆိုစိတ်ချင်းတက်အောင်လို့နော်ချစ်ချင်းတက်အောင်လို့သိအောင်လို့အဲ့တော့ပပလေးမှာတချို့ကမချပြခိုင်းဆိုရင်တဘောပေါက်လိုက်တော့ချပြပပလေးမှာကိုမယူခင်ကိုဘိုင်းမကြည့်ခင်သိတော့ခြံတက်တယ်လေအခုချိုချိုဟုတ်တယ်အဲ့ဒါဟုတ်တယ်နော်ပဲပလက်မှာလုံးဝချပြတင်တယ်အခုခေတ်ကအရန်ကြီးယုံလို့ရတဲ့အနေထားမဟုတ်ဘူးနော်ဆိုတော့ကိုတို့တခုခုအဲ့လိုကျူးလွန်လာအဲ့လိုမှဖြစ်ခင်ကလေးကဒီပဲပလက်မှာကျွန်တော်တို့ချပြတင်တယ်နော်အဲ့ဒါအရန်ကောင်းတဲ့ idea ပါဆိုရင်ပပလေးမှာချပြတဲ့အတွက်ကြောင့်မလို့အစောတီးလိုက်ရတယ်လीနော်ဒါကတော့အပိုင်းနဲ့ပေါ့နော်ဟိုဗာလေစဒီအောင်ကိုမြက်နဲ့ပတ်သက်သေးကစာတွေလည်းရှိတယ်အတမစိတ်တွေလည်းရှိတယ်အများကြီးရှိတယ်ဒီဓာတ်ပုံတွေကအစအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ချိုကမချပြဘူးဓာတ်ပုံတွေကိုတချို့ရပြောဓာတ်ပုံပါတင်ဆိုတာဓာတ်ပုံမတင်ဘူးဘာလို့ဓာတ်ပုံမတင်တာလဲဆိုတော့ဓာတ်ပုံတင်လို့ချင်ရင်တယံကချင်းခွင့်ပြုချက်မရနဲ့ဓာတ်ပုံတင်ရင်တရားစွဲလို့ရတယ်နော်သူနဲ့ကြက်ရုံကတင်တာကတက်တနာမရှိဘူးသူနဲ့မပတ်သက်တော့တဲ့အချိန်မှာသူ့ဓာတ်ပုံတင်ခွင့်မရှိဘူးနော်ဥပဒေလမ်းကြောင်းကိုနည်းနည်းသွားကြည့်လိုက်သိလိမ့်မယ်ဒါဘာလို့အပိုင်းနဲ့ပြောတာလဲဆိုတော့ဒီအောင်ကိုမြက်နဲ့ပတ်သက်ခဲ့မိတာလေသိလားဟွာဖြစ်တယ်အတန်ကြလို့နာမည်လည်းမခေါ်ချင်တော့ဘူးသိလားတချို့ကနာမည်လည်းခေါ်ဓာတ်ပုံလည်းချလို့ပြောပြတယ်နာမည်လည်းမခေါ်ချင်တော့ဓာတ်ပုံကိုလည်းမကြည့်ချင်တော့တာသိလားအဲ့လောက်ဖြစ်ဂျွန်သွားတာဂျွန်နာနော်ဒါဘာလို့ဘာအကြောင်းပြောမလဲဆိုတော့အိုမန်ကတငယ်ချင်းမနေ့ကညကားတဲ့အောင်ကိုမြက်မိမနဲ့စာသွားပို့တယ်ဒီဇလန်တွေကိုချိုကလုံးဝမသိဘူးချိုကဘာမှလည်းမသိဘူးနော်တငယ်ချင်းတယောက်ကလာပြမှသိတော့ချိုကအိုမန်ကတငယ်ချင်းကိုဖုံးခေါ်ပြီးချိုကတောင်းညမ်းတယ်နှစ်ပြမ်းတယ်ချိုပြောတယ်အခုအိုမန်ကတငယ်ချင်းကိုချိုကအောင်ကိုမြက်ရဲ့မိမဖုံးနံပါတ်ပေးထားတယ်နင်သွားပြီးတောင်းမယ်နင်မှန်သွားတောင်းမယ်ငါတို့တွေကမတူတဲ့လူနဲ့ငါတို့မတူချင်ဘူးသိရမလားတို့ပြောထားတယ်သွားပြီးတောင်းမယ်ဟင်နင်ငါ့ကိုလာပြီးပြောငါကနင်ကိုသွားပြောခိုင်းရင်တမျိုးနင်ကငါလည်းလာမပြောဘူးပေါ့နော်လာမပြောဘဲနဲ့နင်လှုပ်ချင်တာနင်လှုပ်သွားတာလို့အဲ့နင်ကိုလည်းပြောထားတာရစရာမရှိဘူးတဲ့နင်ငါ့ကိုအတမစိတ်ကြီးပို့နော်ပို့ဆိုတော့မရှိတော့ဘူးတဲ့အဲ့တော့ညီမဟိုကျမရန်တော့တာတို့လည်းတောင်းညံပလိုက်တယ်အခုနင်ဖုံးခေါ်ပြီးတော့နင်သွားပြီးတောင်းမယ်နင်မှန်သိရမလားတောင်းမယ်အဲ့လိုမျိုးပြောထားတယ်နောက်ပြီးတော့ပြောပြမယ်အောင်ကိုမြက်ရဲ့မိမကတခုအရင်တုန်းကချိုတငယ်ချင်းတယောက်ကိုသူစာသွားပို့ထားတယ်မိုင်းရိုင်းနေပဲပို့ထားတယ်နော်ချိုမတော့ပြန်ဘူးမပြောဘူးချိုရဲ့ဒီ TikTok ရဲ့နေရဲ့အရင်တုန်းကအကောင့်နဲ့တင်ထားခဲ့တဲ့ဗီဒီယိုဖိုင်တွေကိုစကင်ချော့ပြီးတော့စာတွေအမျိုးမျိုးရေးပြီးသူတင်ထားတယ်နော်ချိုတခုမှတော့မပြောဘူးဘာဖြစ်လို့ဆိုအချုပ်ပေးနှလုံးအေးလို့နော်နှလုံးအေးတယ်နှလုံးအေးတော့ကိုအေးချက်နေလीဟုတ်တယ်မလားဒီကောင်နဲ့ပတ်သက်လို့လေနောင်တရမှမထင်နဲ့နောင်တမရဘူးခံစားရမှမထင်နဲ့မခံစားရဘူးနော်မခံစားရမတန်လို့ခံစားရမှလည်းမတန်လို့မခံစားဘူးအဲ့ဒါကြောင့်မို့တစ်တော့တငယ်ချင်းတွေတစ်တော့လူတွေဆိုရင်ပို့တိလိုက်မယ်နော်ချိုတင်ခဲ့တာလေဓာတ်ပုံတွေဗီဒီယိုတွေဓာတ်ပုံတွေအမျိုးမျိုးပဲချိုတင်ခဲ့တယ်လीနော်ချိုဘက်ကလက်ရလုံနေဘာလို့လူမျိုးမလို့ကြိုက်ခဲ့တာလीသူအိမ်အောင်တယ်လားဆိုကိုကြိုက်မလားဟုတ်တယ်မလားသူကလူမျိုးချင်းတို့ကြိတ်ခဲ့တာဗျာနော်လူမျိုးမဟုတ်တော့တိနေရတဲ့ရှင်မှာတော့သူကချက်ချင်းနောက်ဆောင်လိုက်တာဆိုတော့သူကမှားတယ်တော့ပြောလို့မရဘူးပေါ့လူမျိုးဆိုလို့ကြိတ်ခဲ့တာအခုသူလူအိုများတည်သွားလို့အနာတော့မတတ်တော့ဘူးပတ်လည်းမပတ်တတ်တော့ဘူးနော်ကိုပါကိုပဲနေတာအခုလဲ तू ကအောင်ကိုမြရဲ့မိမကတစိတ်မရှိလို့ချိုရဲ့ဟာဒီတင်ပလေးစေ तू ဒီလိုတင်နေလို့ तू ကအေးချမ်းနေသူတို့လင်မယားနှစ်ယောက်သားရတယ်သူတို့လင်မယားနှစ်ယောက်ဒီလိုတင်မှနေတော့ထိုင်လို့ရတယ်ဆိုတင်ခွင့်ပြုချက်ပေးထားတယ်ချိုကကိုလက်ပြန်လုံနဲ့အတွက်ကြောင့်မလို့သူနဲ့ကြိုက်တာမှိုက်တစ်ပေါက်တော့မစွန့်ခဲ့ဘူးနော်ဘလို့စားပဲရေးဘလို့ပဲလုပ်အဲ့ဒုက္ခပဲအဲ့ဒါချိုတငယ်ချင်းတွေကဆိုရင်လေချိုနားချပေးတယ်တငယ်ချင်းတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့နော်ချိုကို support တင်ပေးတဲ့တငယ်ချင်းတွေအားလုံးကိုချိုကကျေးဇူးတင်တယ်အခုလည်းချိုတို့ကမလုံနဲ့လို့တော့ပြောတယ်ဒါပေမဲ့ချိုလက်ပြန်လုံချင်တယ်နောက်ပြီးတော့တစ်တော့ live လို့ရင်လည်းတချို့တွေမေးကြတယ်မချိုကောင်ရဲ့စင်ကာပူကလားဘယ်ရလဲမလာဘူးလားအဲ့လိုမျိုးတွေမေးတယ်အဲ့ဒါကြောင့်အကုန်လုံးသိအောင်အကောင်ကမလေးချကနာမည်ကအောင်ကိုမြတ်ဂျိုခုံးမှာနေတယ်နော်သူနဲ့မပတ်တတ်တော့သူ့မှာမိန်းမရှိတယ်တရားဝင်မိန်းမရှိတယ်အဲ့ဒါကိုလူပြိုပါဆိုပြီးလာကြိုက်တယ်ကိုကလည်းလူပြိုမို့လို့ပြန်ကြိုက်ခဲ့အခုသူ့မှာမိန်းမရှိတယ်လုံးဝကိုမပတ်တတ်တော့နော်လုံးဝကိုမပတ်တတ်တော့ကိုပါကိုနေတယ်အခုတငယ်ချင်းကိုလည်းချိုကမှန်တယ်နော်ဒါပေမဲ့ကြောက်လို့ငြိမ်ခံနေရတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးအချုပ်ပေးနှလုံးအေးလို့ကိုရဟိုအေးချမ်းနဲ့နေချင်တာအပူတွေမလို့ချင်ဘူးနော်သူများကူလည်းကိုမလို့ချင်လို့ကိုကူလည်းသူများမပေးချင်ဘူးအဲ့ဒါကြောင့်မို့တငယ်ချင်းတို့တိမှာပါနော်ချိုစိတ်တက်ကိုတငယ်ချင်းတို့အတိဆုံးပဲအခုတငယ်ချင်းကိုလည်းသူ့တောင်းမှခိုင်းလိုက်ပြီးပြီတောင်းမှခံပြီးပြီ
ဆိုတော့ဒီမှာကတော့ဒါမြစ်တစ်ပေါက်မစွမ်းလိုက်ဘူးเนาะလူလင်းစီကသူကလွှမ်းမြောက်လာတယ်ဆိုတော့ဒါကတော့ဒီပဲပလက်မှာရှာပြလိုက်တဲ့အခြေစုကြောင့်ပေါ့เนาะဆိုတော့နောက်ကောင်မလေးတွေတတိထားပါเนาะကိုယ်နဲ့ဖြစ်တော့မယ်ဆိုတဲ့ကောင်လေးတရားရဲ့အကြောင်းကိုစုံစမ်းချင်ရင်အင်ကိုသွားပြီးတော့စုံစမ်းရင်တော့သိမှသိမယ်เนาะဒီကိုယ်နဲ့မဖြစ်ခင်ကလေးကဒီပဲပလက်မှာရှာပြလိုက်เนาะအဲ့ဒါဆိုရင်သူရဲ့နောက်ကြောင်ရစဝင်တွေကတမောချင်းကျွန်တော်ရှက်ချင်းကိုကျွန်တော်တို့ပေါ်လာမှာပါဆိုတော့ဒါတွေကလည်းပညာယူသင်တယ်เนาะမိန်းကလေးတွေအတွက်ဆိုတော့ view file ကတော့လောက်ပါပဲ